ခုတလောနာမည်အရန်ကြီးနေတဲ့လင်းစီးရင်လည်းဂျိုဆိုကီကိုရောက်သွားတဲ့ဆိုမွားလေးရဲ့ဇက်ကမထွက်တခင်နဲ့အားလုံးစောင့်မျှော်နေကြတဲ့မင်းသားလီချန်မင်းနဲ့ဂဲချန်ရွေးရှိအဖွဲ့ဝင်မင်းသမီးဂျွန်နာတို့ကပါဝင်တရုပ်ဆောင်လာတဲ့ဇက်ကလေးကတော့ထွက်ရှိလို့လာခဲ့ပါပြီဒီဇက်ကလေးကတော့စက်တင်ဘာ12ရက်နေ့ကနေထွက်ရှိထားပြီးတော့အခုလက်ရှိကတော့အပိုင်းအနေနဲ့၄ပိုင်းပြသထားပါတယ် INDB အနေနဲ့လည်း 8.0 ထိရရှိလာတဲ့ဇက်ကာကောင်းတွေကဖြစ်ပါတယ်ဇက်လက်လေးထဲမှာတော့ဂျွန်ဂျီအောင်ဆိုတဲ့ကောင်မလေးကအစားအသောက်ကိုယူသွပြီးတော့ပျော်ပျော်ရွှင်ရွှင်နေတဲ့စပိုမွားလေးတယောက်ပါတနည်းမှာတော့ပဲရမျိုးရဲ့နာမည်ကြီး Michelin 3 star စားတောက်ဆိုင်မှာအလုပ်လုပ်ဖို့ကမ်းလှမ်းခံတဲ့အချိန်မှာပဲကန်ဂျမာရဲ့အလှည့်ပြောင်းတစ်ခုကြောင့်စပိုမွားလေးကပေါ့နော်လင်းစည်းနေနဲ့အမှတ်မထင်နေကြတာနဲ့စုံပြီးတော့ခင်းနောက်ပြန်ဆွဲပြီးတော့ဂျိုဆိုကီကိုရောက်ရှိသွားပါတယ်ဂျိုဆိုကီရောက်ရှိသွားတဲ့အခါမှာလည်းဂျိုဆိုခင်မှာလည်းအဲ့ဒီချိန်မှာရက်ဆက်ကြကြုံလာပါတယ်ဆိုတဲ့ဘင်းအီဟွန်းကရှိနေပြီးတော့ဘင်းအီဟွန်းမှာလည်းထူးခြားတဲ့အရေးရှင်တစ်ခုရှိပြီးတော့သူကဟင်းရတဲ့အကုန်လုံးကိုအရတာခွဲခြားနိုင်တဲ့အရေးရှင်တစ်ခုရှိပါတယ်အဲ့ဒီချိန်မှာပဲအရန်တော်တဲ့စပူမူးလေးနဲ့မင်းကြီးတို့ကတွေ့ဆုံခဲ့ပြီးတော့ဒီစပူမူးလေးချက်တဲ့ဟင်းရကိုမင်းကြီးကစားသုံးခဲ့မှာဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာသိချင်ရင်ဒီဗီဒီယိုကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော် comment အောက်မှာ link ချလာပေးမယ်အဲ့ဒီ comment အောက် link ထဲမှာဝင်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်